Telegram မှာကိုသုံးထားတဲ့ဗီဒီယိုတွေများလာပြီကိုကြည့်ထားတာတွေများလာပြီဆိုလို့ရှိရင်တန်ရှင်းလုပ်တဲ့နည်းတွေကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ် Telegram နဲ့ကိုဝင်လိုက်ပါဝင်ပြီးသွားရင်အပေါ်ကမြင်သုံးချောင်းနဲ့နေရာကိုနှိပ်လိုက်ပါပြီးရင်တော့ setting နဲ့ကိုဝင်လိုက်ပါအပေါ်ကိုနည်းနည်းဆွဲလိုက်ပါဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ data and story ဆိုတဲ့ထဲကိုဝင်လိုက်ပါပြီးရင်တော့ဒီနေရာမှာ story you set ဆိုတဲ့ထဲကိုဝင်လိုက်ပါကရိယာကဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာပြီးရင်တော့ဒီမှာကရိယာကကိုပဲပြန်နှိပ်ပါဒီလိုမျိုးဖြစ်လာရင် magic လေးပေါ်လာပြီးဆိုရင်တော့ကိုကတန်ရှင်းလုံးတော့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီနေ့တိုင်းမဲ့သွားလို့ကြည့်ပါကိုကြည့်ထားတာများနေတယ်ဆိုလို့ရှိရင်ဖုန်းကလည်းတုံးလို့မကောင်းမဖြစ်နေတဲ့တဲ့ပုံတော့ဆက်ကလည်းလေးလာတာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်ကိုအတွက်ကြိုးရှိတယ်ဆိုရင်လည်း follow မလုပ်ကတည်းကလည်း follow လေးလုပ်တဲလေးပေးပြီးတော့ share လေးတစ်ချက်လုပ်ပေးတော့ပါရှင်